မီးတကြိုကန်ဒီမှာအခေါင်းထဲကနေပြန်ထလာပြီးအသက်ရှင်လာခဲ့တဲ့အဖွားအိုထိုင်းနိုင်ငံကနေမျိုးလေးတစ်ခုမှာအဖွားအိုရဲ့အာတုဘပွဲကိုကျင်းပနေကြတယ်။မိသားစုဝင်တွေကလည်းအရန်ကိုဝမ်းနည်းနေကြတာ။ဘေးနားကရွာသူရွာသားတွေကလည်းအဖွားအိုအတွက်လာပြီးတော့စောင့်ပေးနေကြတယ်။ဒီလိုနဲ့တဖြည်းဖြည်းညနက်လာခဲ့တဲ့အခါမှာအခေါင်းထဲကနေထူးဆန်းတဲ့အတန်တွေစပြီးတော့ကြားလာခဲ့ရတယ်။အခေါင်းကိုတယောက်ယောက်ကထုနေတဲ့မျိုးနဲ့ကြားရတယ်။ပြီးတော့အခေါင်းထဲကနေလူတယောက်ရဲ့ညီးတန်လိုဘာလို့အတန်တွေလည်းကြားလာရတာပေါ့နော်။ဒါဆိုရင်သိကြတယ်ဒါတရေချောက်နေတာ။အဖွားအိုကမကျွတ်မလွတ်ဖက်နဲ့ချောက်နေတာဆိုပြီးတော့စောင့်နေတဲ့လူတွေအကုန်လုံးလည်းအရန်လန့်သွားခဲ့ကြတယ်။ဒါပေမဲ့အခေါင်းအနားကိုတေချာသွားကပ်ပြီးတော့နားထောင်ကြည့်လိုက်တဲ့အခါမှာတရေချောက်တဲ့ပုံစံနဲ့မတူဘဲနဲ့အထဲကလူတယောက်ကအခေါင်းကိုထုနေတယ်လို့မျိုးလူတယောက်အသက်ရှူနေတယ်လို့မျိုးပုံစံတွေကိုကြားလာရတာ။ဒါကြောင့်မလို့လူကြီးတွေစုပေါင်းပြီးတော့အခေါင်းကိုပြန်ဖွင့်ကြည့်လိုက်တဲ့အခါမှာအခေါင်းထဲမှာရှိနေတဲ့အဖွားအိုရဲ့အလောင်းကမတည်သေးဘဲနဲ့ပြန်ပြီးတော့ရှင်လာတာကိုတွေ့လိုက်ရတယ်။အစာပိုင်းတော့သူတို့တွေလည်းအရန်ကိုအံ့ဩသွားခဲ့ကြတာပေါ့။အဖွားအိုကဒီလိုအချိန်ကြီးမှာအသက်ပြန်ရှင်လာတာကတွင်းရိုးသားရိုးရောဟုတ်ပါမလား။မကောင်းဆိုးဝါးဝင်ပူးတာလားဖောက်ဝင်တာလားဒီလိုမျိုးတွေတွေးပြီးတော့ကြောက်နေကြတာ။ဒါပေမဲ့လည်းသက်ဆိုင်တဲ့လူကြီးတွေနဲ့ဆရာဝန်တွေကရောက်လာပြီးတော့စစ်ဆေးကြည့်လိုက်တဲ့အခါမှာအဖွားကတာမန်လူတယောက်အတိုင်းအသက်ရှင်နေတာကိုအတည်ပြုနိုင်ခဲ့ကြတယ်။တကယ်တော့အဖွားအိုကအသက်65နှစ်တောင်ရှိပြီ။နောက်ပြီးတော့ကင်ဆာရောဂါဝေဒနာကိုလည်းခံစားနေရသေးတယ်။ဒီတော့အသက်ကြီးကြီးအဖွားအိုတယောက်ကင်ဆာရောဂါကိုလည်းခံစားနေရတဲ့လူတယောက်အနေနဲ့ကြာကြာအသက်မရှင်နိုင်တော့ဘူးလို့မိသားစုဝင်တွေကလည်းခံမှန်းထားခဲ့ကြတာ။ဒီလိုနဲ့တညမှာအဖွားအိုကရုတ်တရက်မိတ်လဲသွားပြီးတော့အသက်ရှူပါရက်သွားခဲ့တယ်။ဒါကြောင့်မလို့အားလုံးကလည်းတေချာစစ်ဆေးပြီးတဲ့နောက်မှာအဖွားအိုကွယ်လွန်သွားခဲ့ပြီလို့ကောက်ချက်ချခဲ့တယ်။ရက်ွက်လူကြီးနဲ့သက်ဆိုင်ရာကိုလည်းအကြောင်းကြားပြီးတော့သူတို့တွေကလည်းစစ်ဆေးပြီးတော့အဖွားကွယ်လွန်ကြောင်းထောက်ခံစာကိုပါထုတ်ပေးခဲ့ကြတယ်။ဒါပေမဲ့အဖွားကွယ်လွန်ပြီးတဲ့နောက်မှာအဖွားအိုကသူ့ရဲ့ခန္ဓာကိုယ်ကိုစေဘက်ဆိုင်ရာအရာကောင်းမွန်စွာအသုံးပြုနိုင်မှုအတွက်လှူဒန်းခဲ့ပါတယ်ဆိုပြီးတော့မသေးခင်ကလေးကလှူဒန်းခဲ့တာ။ဒါကြောင့်မလို့မိသားစုဝင်တွေကလည်းအဖွားကိုတည်ဆုံးသွားပြီးတဲ့အခါမှာအဖွားရဲ့အလောင်းကိုယူပြီးတော့ဈေးရုံကိုပို့ပေးခဲ့ကြတယ်။ဖြစ်ချင်တော့ဈေးရုံကသူတို့အနေနဲ့အဖွားအိုရဲ့အလောင်းကိုလက်ခံပြီးတော့ထိမ့်သိမ့်ဖို့အတွက်မဖြစ်နိုင်သေးတဲ့အတွက်ကြောင့်မလို့အဖွားအိုရဲ့အလောင်းကိုဈေးရုံမှာမထားတော့ပါဘူး။အဖွားရဲ့လှူဒန်းမှုကိုတော့ကျေးဇူးတင်ပါတယ်။ဒါပေမဲ့အဖွားကိုကောင်းကောင်းမွန်မွန်ပဲတကြိုပေးလိုက်ပါဆိုပြီးတော့သူတို့ကပြန်ပြောခဲ့ကြတယ်။အဖွားကိုတကြိုမဲ့ကုန်ကြားစရိတ်တွေအကုန်လုံးကိုလည်းဈေးရုံဘက်ကပဲလှူဒန်းခဲ့ပါတယ်ပေါ့။ဒီလိုနဲ့မိသားစုဝင်တွေကလည်းအဖွားရဲ့အလောင်းကိုအိမ်ကိုပြန်ခေါ်လာခဲ့ပြီးတော့အခေါင်းထဲကိုထည့်ပြီးတကြိုဖို့အတွက်ပြင်ဆင်နေကြတယ်။ဒီလိုကနေညရောက်လာတဲ့အခါမှာအဖွားအိုရဲ့အလောင်းကအသက်ပြန်ရှင်လာခဲ့တာ။ဒီတော့ဒီအဖြစ်အပျက်ကိုသိမ့်ပန်နီးကြဆေးပညာအရာကြည့်မယ်ဆိုရင်တော့အဖွားကအသက်ကြီးတဲ့အချိန်ယောဂဝေဒနာခံစားနေရတဲ့အချိန်ကိုယ်ခံအားတွေလည်းနည်းနေတဲ့အချိန်မှာရုတ်တရက်အသက်ရှူရက်သွားပြီးတော့သတိလစ်မေ့မျောသွားခဲ့တာဒီလိုကနေမှနောက်ရက်မှာပြန်ပြီးတော့အသက်ပြန်ရှူလာခဲ့တာလို့ကောက်ချက်ချလို့ရတယ်။ဒါပေမဲ့နေမျိုးတွေရွာတွေရဲ့ထုံးစံအရတော့ဒါကမကောင်းဆိုးဝါးပဲဝင်ပူးတာလားဖုတ်ပဲဝင်လာလားဘာလားပေါ့နော်ဒီလိုမျိုးအယူအဆအမှားတွေကလည်းရှိနေသေးတယ်ပြီးတော့ဒီအဖွားအိုရဲ့အဖြစ်အပျက်ကတော်တော်လေးလည်းထူးဆန်းပြီးတော့လူပြောများစရာကိစ္စလေးတစ်ခုဖြစ်လာခဲ့တယ်လက်ရှိမှာတော့အဖွားအိုကဆေးပညာအရာအသက်ပြန်ရှင်လာတာဖြစ်တဲ့အတွက်ကြောင့်မလို့ဆေးရုံကိုပို့ပြီးတော့လိုအပ်တဲ့ဆေးစစ်ကုသမှုတွေကိုခံယူနေခဲ့ပါတယ်ဒီတော့ကြည့်ရှုသူပရိသတ်ကြီးတို့ရဲ့ပတ်ဝန်းကျင်မှာရောဒီလိုမျိုးအခေါင်းထဲထည့်ပြီးမှအသက်ပြန်ရှင်လာခဲ့တဲ့အဖြစ်အပျက်မျိုးတွေကြုံဘူးကြလားဒါကတကယ်ပဲသတိလစ်မေ့မျောသွားခဲ့တာလားဒါမှမဟုတ်ရင်ဖုတ်ဝင်တာလားမကောင်းဆိုးဝါးဝင်ပူးတာလားဆိုတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုထင်ကြလဲဆိုတာကို comment ထဲမှာဆွေးနွေးထားခဲ့ကြပါအောင်နော်